ကဲဒီဗီဒီယိုလေးကတော့ပွဲချတဲ့ဗီဒီယိုမျိုးမဟုတ်ဘူးချိန်မဲ့အမြင်တဲ့အတိုင်းပဲဒါအကိုဘော်ဒါတွေကိုတီးသွားရပါတော့အဲ့ကောင်အိမ်မှာမလေးရှားနဲ့အဲ့အကိုဘော်ဒါတွေကိုတီးသွားတော့အဲ့ကိုလေးဘယ်လိုမျိုးပြန်ပြီးတော့တီးနိုင်မလားဆိုတော့တစ်ချက်ကြည့်ရမယ်ပေါ့နော်ကဲ let's go A few moments later ကဲသူတို့ကတော့အခုရောက်လာပြီပေါ့နော်ဒါကားရင်သူတို့ထိုက်လာတယ်ကဲကြည့်ရတာပေါ့အိမ်မှာပွဲကိုကြည့်ရတော့သူတို့အဲ့မီးပလင်းနေနေတွေကိုတောက်လျှောက်ထည့်တာပါဆိုတာကြည့်အောင်တော်တော်မသိရင်ဟိုကနေကိုများမိုးရွာနေလားအောင်မရထည့်တာဆိုတာမတရားတွေကိုလို့ဟုတ်တယ်ညောင်းကောဒီကောင်ကောင်းနေကျွေးတကောင်ရတွေ့တကောင်ရတွေ့ဘုံနေလားဘုံတဲ့ညောင်းတော့ကောင်တဲ့စမိုင်းကိုကောင်တွေးဖိနေတော့ပြီဘာတော့မှဖြစ်တယ်ဟုတ်ဘယ်နားနေတူရရကဲအဲ့မှာတကောင်တော့ပြီအဲ့ကောင်ပဲကိုလေးလေးတွေ့သွားကဲနောက်တကောင်ပါဆွဲခိုင်းနေချိန်မဲ့ကြားထဲမှာကြီးကအပါဆွဲလို့မပါဘူးဖြစ်နေတက်လာခင်မှာဆင်းပြလိုက်တာမှန်သွားရဲ့ဗျာကဲပုံဖောက်တွေဆိုတာတော့ဒါကတော့ respect မရှိတော့မဟုတ်ဘူးပေါ့နော်ဒါကိုလူတွေကိုပါခေါ်သွားတဲ့အနေနဲ့ဒါပြန်ပြီးတော့ဟိုပုံဖောက်လိုက်တဲ့တဘောပါအားလုံး respect ပါကြည့်စုပါပြောပါ၏お兄ちゃん気持ちいいさてお兄ちゃん気持ちいいOMG မွေးညီမOMG ဖူဖူဒါကတော့ကိုကလန်ကိုလီဒါနှစ်ယောက်ပေါ့နော်သူတို့နှစ်ယောက်ကတော့ဒါကိုရီဘက်မှာအမြဲတမ်းအနောက်ကနေပြီးတော့ sporting အမြဲအပြည့်ရှိရပေါ့နော်ကိုရီအဲ့လိုမျိုးဟိုခေးမရဘူးဆိုတာတော့အရင်ကြောက်ကြတယ်ကိုရီထူးဆုံးသွားမှအမြဲကြောက်ကြတယ်အခုကလည်းပဲဒါကိုရီအကောင့်ကိုဒါလက်ချမ်းရောက်ဖို့ပေါ့နော်သူတို့နှစ်ယောက်ကနေပြီးတော့ဒါအမြဲအနောက်ကနေပြီးတော့ design ဆိုင်တာ sporting လိုက်ပေးနေရတာနှစ်ယောက်ပေါ့နော်သူတို့ရှုံးသွားမှနိုင်သွားမှဆိုတာမျိုးထက်ကိုရီမတီးဘူးနော်ကိုရီကိုအဲ့လိုခေးမရဘဲနဲ့ဟိုတီးသွားမှဆိုလို့ကိုရီထူးဆုံးသွားမှဆိုလို့ဆိုပြီးတော့မှအမြဲဟိုမှာဒါတကယ်အရေးတကြီးနဲ့အနောက်ကနေ sporting အပြည့်ဝပေးနေရဒါကလန်ခိုလီတာနှစ်ယောက်ပါရှင်စကေးကိုသိချင်တော့ဟိုလာစမ်းကြည့်လို့ရပါတယ်လာပါအားလုံးကိုဖိတ်ခေါ်ပါတယ်လို့စတာပါဗျာ